ရှင်သာရိပုတ္တရာပြိဋိဘံစံသွားပြီးလို့15ရက်ပြည့်တဲ့နေ့တက္ကရာနဲ့ပြောမယ်ဆိုရင်148ခုတဆောင်မုံလားကွယ်နေတဲ့ရှင်သာရိပုတ္တရာပြိဋိဘံစံတာကတဆောင်မုံလားပြည့်နေ့ရှင်မမောဂလံပထေသူမြပြိဋိဘံစံတော်မူတာကတဆောင်မုံလားကွယ်နေ့15ရက်ပဲခြားတယ်အဲ့ကမဟာသာဝကကြီး2ပါးဟာဘယ်မှာပြိဋိဘံစံတာတုံးဆိုလို့ရှိရင်ရှင်မမောဂလံပထေသူမြတည်ရာဇဂျိုပြီးဣတိကိလိတောင်းတဲ့ရာဇဂျိုမျိုးဟာတောင်ကြီး၅လုံးပိတ်ဖုံးကာခိုရာဇဂျိုလို့ဆိုတဲ့အတိုင်းတောင်၅လုံးရဲ့အလယ်ကောင်မှာတည်ထားတာအဲ့ဒီတောင်၅လုံးထဲမှာတစ်လုံးအပါဝင်ဖြစ်တော့ဣတိကိလိတောင်းကာလသီလာလို့ခေါ်တဲ့ကြောက်ဖြာပေါ်မှာပြိဋိဘံစံပါတယ်ရှင်မောဂလံပထေသူမြပြိဋိဘံစံသွားတာရှင်သာရိပုတ္တရာလိုသွေးတွေအံပြီးတော့ဒီလိုပြိဋိဘံကြွသွားတာမဟုတ်ပါဘူးသမဏဂௌတလို့ခေါ်တဲ့လူသတ်သမားခေါင်းဆောင်တဲ့ဓမြ900ဝိုင်းရိုက်တတ်လို့ရှင်မောဂလံပထေသူမြပြိဋိဘံစံရတာဒီနေ့စကားနဲ့ပြောရင်တော့လူသတ်မှုပေါ့အသက်ခံလိုက်ရတာရှင်မောဂလံပထေသူမြဟာအဲ့တော့ရှင်မောဂလံပထေသူမြသူတော်ဘာလက်ချက်နဲ့ယဟန္တာကြီးပြိဋိဘံစံသွားရတာဘာကြောင့်လဲလို့အကြောင်းရှာလို့ရှိရင်ဘုရားရဲ့အကြောင်း2ချက်တွေ့ပါတယ်အကြောင်းဘယ်နှချက်တွေ့လဲတစ်ချက်ကပိဿုပံအကြောင်းတစ်ချက်ကတော့အတိတ်အကြောင်းအဲ့တော့ပိဿုပံအကြောင်းဆိုတော့ပိဿုပံအကြောင်းအတိတ်ကအကြောင်းအကြောင်းနဲ့အကျိုးဆိုတာအမြဲတမ်းတွဲပြီးတော့နေတာပဲအဲ့တော့ပရမအကြောင်းကပိဿုပံအကြောင်းအရာလေးကိုဘုရားတော်ပြည့်တာပေါင်းတော်ကောင်းတို့ကိုသိအောင်ဘုရားနည်းနည်းလေးပြောမယ်ရှင်မမောဂလံပထေသူမြတ်ကြီးသည်တကောအရာမှာမြတ်စွာဘုရားကလွဲရင်အတုမရှိသောဣတိမန္တလို့ခေါ်တဲ့ဣတတဲ့ဘွယ်သူဂုဏ်ကိုရရှိထားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တဲ့တွဲကြောင့်မို့လို့ရှင်မောဂလံပထေသူမြတ်သည်တဲ့မနက်ပိုင်းတော့ဘယ်မှမကြွဘူးမနက်ပိုင်းဆွမ်းခံကြွမနက်ပိုင်းဆွမ်းခံကြွပြီးတော့ဆွမ်းဆန်းလို့ပြီးတာနဲ့ရှင်မောဂလံဘယ်တက်သွားလဲဟိုးနတ်ပြည်ကိုတက်သွားတယ်တကူရှိတဲ့ပုဂ္ဂိုလ်တို့ဟဲ့နတ်ပြည်ရောက်စေဆိုချက်ချင်းစိတ်ထဲကြံလိုက်တယ်နတ်ပြည်ရောက်သွားတယ်နတ်ပြည်ရောက်သွားပြီဆိုလို့ရှိရင်တနေ့လို့နတ်ပြည်မှာနတ်သမီးနတ်သားတွေရဲ့ဘုံမိတ်မှန်နေလျှောက်ကြည့်ပြီးလို့ရှိရင်အဲ့ဒီနတ်သမီးတွေကိုမေးနတ်သားတွေကိုမေးနင်တို့ပဲကုသိုလ်ကောင်းမှုနဲ့နတ်ပြည်ရောက်တယ်လေအာရှင်သာရိပုတ္တရာမထေရသူများကိုပေါက်ပေါက်လေးတဆုပ်လှူလိုက်တာနဲ့နတ်ပြည်ရောက်တယ်မြတ်စွာဘုရားကိုထမင်းချိုးလေးလှူလိုက်ရတဲ့လှူလိုက်ုံနဲ့နတ်ပြည်ရောက်တယ်အဲ့ဒီလိုနတ်သမီးနတ်သားတွေကသူတို့ရဲ့ဘဝဖြစ်တော်ရှင်တွေကိုရှင်မောဂလံပထေသူများကိုခေါ်ပြန်ပြောတော့ရှင်မောဂလံပထေသူများကအဲ့ဒါတွေမှတ်လာပြီးတော့မနေ့ဆောင်းကန်သွားလို့ရှိရင်ဆောင်းကန်အိမ်တွေမှာရှင်မောဂလံကတရားဟောတယ်သူကဆောင်းကန်ကြွားရင်းနဲ့ဟေးမနေ့ကတော့ငါနေသွန်းစားပြီးတော့နတ်ပြည်တက်သွားတယ်နတ်ပြည်ရောက်တော့နတ်သမီးလေးဘုံမေးမှနေတဲ့ခြံရံပြီးတော့နေတာတွေ့တော့ငါသွားပေးကြည့်တယ်အမေကြီးကျယ်ကုသိုလ်ဘာမှလုပ်တာမဟုတ်ဘူးမြတ်စွာဘုရားကိုထမင်းချိုးလေးလှူလိုက်တာနဲ့နတ်ပြည်ရောက်တယ်အာကိုဇယသာသနာတဲ့ဗါတယ်လေဘေးသားရေအေဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့သာသနာတော်ကြီးနဲ့တွေ့နေတဲ့အချိန်ကကာလမှာအာကိုရရပြီအာကိုရရအောင်ရှာကြလို့အဲ့ဒီလိုရှင်မောဂလံပထေသူမြတ်ကဆောဟံသွားရင်နဲ့နတ်သမီးနတ်သားတွေအကြောင်းအရာတွေကိုဟောညနေပိုင်းရောက်ပြီဆိုရင်ရှင်မောဂလံကငရဲပြီဆင်းသွားတာမြေရှိုးမိုးပြန်တကောဇံအဘိညာဉ်မှာအဋ္ဌိမန္တဣတတေယထားသောရှင်မောဂလံသည်ညနေစောင်းပြီဆိုရင်ပျောက်သွားပြီမရှိတော့ဆင်းသွားတော့ငရဲပြီဆင်းသွားငရဲပြီဆင်းသွားပြီးတော့ငရဲခံရတဲ့ပုဂ္ဂိုလ်တွေကိုမေးတယ်ဟဲ့နင်တို့ဘာလို့ငရဲရောက်တယ်လဲအဲ့ဒါငရဲခံနေတဲ့ပုဂ္ဂိုလ်တွေကိုမေးတော့များသောအားဖြင့်တော့ဘေးသားကြီးအဲ့ဒီမှာဘသူတွေနဲ့သွားတွေ့တော့ဆိုတော့မိစ္ဆာဒိဋ္ဌိအယူရှိသောဒိဋ္ဌိဆရာကြီးတွေကိုကိုးကွယ်တဲ့ဒိဋ္ဌိတပည့်တွေပဲအများဆုံးသွားတွေ့ရတယ်
ဘာဖြစ်လို့ဒိဋ္ဌိရဲ့ဘဲတွေကိုမိစ္ဆာဒိဋ္ဌိရဲ့တပည့်တွေကိုသွားတွေ့ရအောင်ဆိုလို့ရှိရင်မိစ္ဆာဒိဋ္ဌိအယူဝါဒမှာနတ္ထိမာတာနတ္ထိပိတာအမေဆိုတာမရှိဘူးအဖေဆိုတာမရှိဘူးမိစ္ဆာဒိဋ္ဌိဝါဒကအဖေကျေးဇူးမရှိဘူးအဖေကျေးဇူးမရှိဘူးလူလို့တန်းလို့ဘာမှအကျိုးမရှိဘူးသိရင်ဘဝပြတ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်เสียမလိုဘူးအဲ့ဒါမိစ္ဆာဒိဋ္ဌိအဲ့ဒါဘာအယူတဲ့လဲမိစ္ဆာဒိဋ္ဌိယူဝါဒကအဲ့ဒါပဲအဲ့ဒါကြောင့်လူဘဝရတော့ပြောပြောနေတည်သွားပြီလို့ရှိရင်ခန္ဓာကိုယ်ကြီးကလည်းပထဝီဓာတ်ပဲဟောမြေကြီးကလည်းပထဝီပဲပထဝီဓာတ်ချင်းပေါင်းပြီးတော့အကုန်လုံးပျောက်သွားတာဘာမှမရှိဘူးဓမ္မလောကဆိုတာဒါကြောင့်ကုသိုလ်လည်းပဲကုသိုလ်လုပ်လည်းပဲမခံစားရဘူးအကုသိုလ်လုပ်လည်းပဲမခံစားရဘူးသိရင်ဘဝပြတ်တယ်နောက်ဘဝမရှိဘူးအဲ့ဒီလိုယူဝါဒယူထားတော့ကုသိုလ်ကောင်းမှုဘာမှမလုပ်ဘူးကုသိုလ်ကောင်းမှုမလုပ်တဲ့အတွက်ကြောင့်မို့လို့ကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်တွေဟာသိရင်ငရဲကိုရောက်တာပဲအဲ့ဒါငရဲကိုရောက်တဲ့မိစ္ဆာဒိဋ္ဌိရဲ့တပည့်တွေငရဲခံနေပုံနေပေါ့လေအဲ့ဒါတွေကိုရှင်မောကလန်ကနောက်တနေ့မနေ့ဆောင်းငံကြွတော့ပြောပြန်တာပဲဟာငရဲပြီးမှငရဲခံနေရတာမဂ္ဂလိဂောတာလကိုကိုးကွယ်တဲ့တပည့်တရားဓမ္မတွေပကုတ္တကေသာယနာလို့ခေါ်တဲ့မိစ္ဆာဒိဋ္ဌိဆရာကြီးကိုကိုးကွယ်တဲ့တရားဓမ္မတွေဟာအများကြီးပဲအများကြီးပဲငရဲကြနေကြတာဆိုတော့အဲ့ဒီမှာလူတွေကကြောက်လန့်ပြီးတော့ဒိဋ္ဌိအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကလည်းဒိဋ္ဌိအယူဝါဒတွေကိုစွန့်ပြီးတော့အဲ့ဒါဘုရားသာသနာတော်ကိုကြီးညိုပြီးတော့လှူဒန်းပူဇော်လာကြတယ်တဲ့အဲ့ဒီလိုမိစ္ဆာဒိဋ္ဌိအယူဝါဒတွေစွန့်ပြီးတော့ဗုဒ္ဓမြတ်စွာသာသနာတော်ကြီးမှာလူတန်းပူဇော်လာတဲ့အတွက်ကြောင့်မို့လို့မြတ်စွာဘုရားနဲ့သံဃာတော်တွေကျောင်းတွေဆွမ်းတွေကွန်းတွေပေါ်နေသလိုမိစ္ဆာဒိဋ္ဌိဆရာကြီးတွေဖြစ်တဲ့ပကုဒ္ဒကိစ္ဆာနာဗေလတ္ထတိတ္တအစရှိသည့်အဖြစ်ဒိဋ္ဌိခိုင်းဝင်ဒိဋ္ဌိဆရာကြီးတွေကတော့လက္ခဏာပါတွေဆောပြီးတော့ဒီလိုဖြစ်ကြတော့အဲ့ဒီမှာဘာလို့တုံးလို့ဆိုတော့ဘုရားဒိဋ္ဌိတွေစီဝေပဲထိုင်ကြတယ်စီဝေပဲခေါ်ရှိဝခေါ်ပြီးတော့ဒီပြဿနာဟာဘယ်သူလက်ချက်လဲတရားခံရှာလိုက်တော့ရှင်မောကလန်ပေါ်ပုံကြလာဒီကိုယ်တော်ကြီးငြိမ့်ငြိမ့်ကိုမနေဘူးဆွမ်းစားပြီးတာနဲ့ပျောက်သွားဘယ်သွားလဲနတ်ပြည်တက်သွားတယ်ညနေစောင်းတာနဲ့ပျောက်သွားဘယ်သွားလဲဟိုငရဲဆင်းသွားတယ်ဒီလိုငရဲပြည်နဲ့နတ်ပြည်စုံစံသွားပြီးတော့လူတွေရဲ့အကြောင်းအရာတွေကိုပြောတော့တို့တပည့်တွေကငရဲရောက်နေတာဆိုတော့အဲ့ဒါသူပြောတာတွေကလည်းမှန်းနေတော့ဟာအခုတို့ကိုးကွယ်တဲ့တရားတော်မတွေဆောက်ရုပ်လာပြီအဲ့ဒီတော့ဒီကိုယ်တော်ကြီးသတ်ပြင်းမှအေးမယ်လို့ဒိဋ္ဌိရှိဝေပွဲမှာရေးတိုက်အဲ့ဒီလိုဆုံးဖြတ်ချက်ကြီးချရောချတော့ဒီကိုယ်တော်ကြီးကတကိုးကြီးတယ်နော်တောင်နဲ့တတ်ဖို့လို့မလွယ်ဘူးအဲ့တော့လူသတ္တမငှားကြဆိုတော့ရာဇကြိုးမှာလူသတ္တမလိုက်ငှားတာရေးတိုက်အဲ့ဒီလူသတ္တမကြီးရဲ့နာမည်ကသမဏဂုတ်တတဲ့ဘယ်သူတဲ့လဲသမဏဂုတ်တလို့အမည်ရတဲ့လူသတ္တမနဲ့တို့အဲ့ဒါမိစ္ဆာဒိဋ္ဌိဆရာကြီးတွေဈေးစကားပြောကြတယ်ဘုန်းကြီးတစ်ပါးတတ်ပေးရမယ်ဘလောက်ပေးမလဲကိုတော်တို့ဆယံငွေ1000ဆယံပေးတာ1000အေးတကယ်လို့အဲ့ဒီဘုန်းကြီးကိုတတ်လို့အောင်မြင်သွားပြီဆိုရင်နောက်ထပ်1000ပေးမယ်ဒါပေမဲ့မင်းကတခုတော့ပြောမယ်တော့အဲ့ဒီကိုတော်ကြီးကဘုရားသာသနာတော်မှာမြတ်စွာဘုရားပြီးလို့ရှိရင်တကောအရာမှာအဋ္ဌိမန္တလို့ခေါ်တဲ့ဧတတဲ့ဘွယ်ထုဂုံတို့ရထားတဲ့ကိုတော်ကြီးတမ္မန်တတ်လို့တော့မရဘူးမင်းတယောက်တည်းနဲ့မဖြစ်ဘူးအဲ့ဒါစိတ်ချပါတပည့်တော်ရှိမှဝေးထားတာတပည့်900ရှိတဲ့ဒီကောင်းပြီအဲ့ဒါဆိုလို့ရှိရင်မင်းကောင်းဆောင်ပြီးတော့အဲ့ဒီ900နဲ့သွားပြီးတော့ဒါဘယ်မှာတရင်သုံးနေတော့ဆိုတာကိုငါတို့စုံစမ်းပေးမယ်ဆိုပြီးတော့အဲ့ဒါဒိဋ္ဌိဆရာကြီးတွေကရှင်မောကလန်ဗမာတရင်သုံးနေတာတော့လို့စုံစမ်းလိုက်တဲ့အခါကျတော့ဣတိဂိရိတောင်းတဲ့ကာလသီလာလို့ခေါ်တဲ့ကြောက်ပြကြီးမှာသွားပြီးတော့ရှင်မောကလန်ကတရားသွားမှတ်တာအဲ့ဒါဣတိဂိရိတောင်းပေါ်ကိုရောက်အောင်တက်တယ်ဘေးတိုက်ရဲ့အဲ့ဒီသမဏဂုတ်တခေါင်းဆောင်တဲ့ဓမြ900တို့လူသားသမား900တို့တောင်းပေါ်တဲ့တော့ရှင်မောကလန်ကသိတယ်ငါတတ်ဖို့တော့လာနေပြီကဲတတ်ဖို့လာတဲ့ကောင်ကြီးတွေ့ကြသေးတာပေါ့ကွာဆိုပြီးတော့ရှင်မောကလန်ကတကိုးနဲ့ဖြောက်ထားတာ
ဣတိဂိရိတောင်ပေါ်တဲ့ကြောက်ပြကြီးပေါ်သွားကြည့်ဘယ်ဘုန်းကြီးမှမတွေ့ဘူးဟိုရှာဒီရှာမတွေ့ဘူးပြန်လာတော့မိုးချုပ်တော့